ဆိုတော့ကဲခါတိုင်းလူပဲပြင်စားဒါတော့ပြီးခဲ့တဲ့အပိုင်းကနေမရဲ့တိုင်းကနဲ့ယူလာတယ်ဆိုတဲ့အပိုင်းပေါ့အဲ့အပေါ်တက်တာဆိုတော့ကျွန်တော် view မတင်ဖြစ်တာအနည်းဆုံးတော့ဟိုပါပေါ့3ရက်လောက်ရှိပြီโอเคကဲအနေများလာအနေများလာပုံမှန်ထက်ဒီကောင်လေးကဲကျုံးမယ်ကွာလာL1 R อ๋อ L1 R โอเคရော့ဒါကလက်တီးမိုးကျိုးလို့ပဲရတယ်ဒီကောင်ဥတီတိုက်ခိုင်ဒီကောင်အနေရများတယ်တော်တော်ရတယ်အဝိုင်းရတယ်အပေါ်အဝိုင်းဆိုတော့ရတယ်ကဲမက်ချစ်ရတယ်ဒီကောင်ဥတီတိုက်ခိုင်ရမှာလာအပေါ်နေမိရချလာL black R အောင်မရဝလဲလက်နေတော့ဒီကောင်နဲ့လက်နေလို့မရအဆင်မပြေဘူးတိုင်းကနဲ့အဲ့လူကရအဆင်ပြေသွားပြီအပေါ်နေဘီတော့ဒီကြလားအဲ့လေရအဆင်ပြေသွားဆိုတော့ဒါတိုင်းကပေါ့တိုင်းကနေလှေကားဖြစ်လာတိုင်းကထည့်လိုက်တော့ပြင်ရမှာပါတိုင်းကတော့အနည်းဆုံးတော့မိနစ်30ဆိုကျော်ပဲဆိုလို့ရတယ်ဘာလို့လဲဆိုတော့ဒါညဘက်ကြီးဆိုတော့ကျွန်တော်လည်းနည်းနည်းပပ record လုပ်တာနည်းနည်းပပအဆက်ဟိုဟာဖြစ်တာမိနစ်40ကျော်ရင်30ကျော်မှနေတခါတည်းနောက်ထပ်တစ်ပိုင်းဖြစ်တော့ကြီးတော့အနည်းဆုံးအဲ့လိုဖြစ်တော့အဲ့ရောက်တော့နည်းနည်းပပညပိုင်းညဘက်တင်တော့မိနစ်30ကျော်ဆက်ပြီးမတင်ဖြစ်တာအဲ့ဒါဆိုတော့အဲ့ဒီဗီဒီယိုမှာကျင့်သိတာပါလေတပိုင်းကအလေတက်မှာကွဲရတာ3ပိုင်းမြောက်မှာဒါနဲ့ဂိမ်းတက်မပါတာဒါအနည်းဆုံး error ဖြစ်တာလားပါလားမသိပါဘူးဂိမ်းတက်ကျွန်တော်အတန်ကြီးပဲကြားနေရတာဆိုတော့ကြီးပဲပုံးနေပါဖွက်ထားမှာဘယ်လောက်တော့4000ချီရ50ပြူနည်းနည်းပဲကျန်တော့ရပြီခိုင်းလေးထွက်လာတာဟာပေါ်တက်
ဒီပိုင်းမှာတော့ကျွန်တော်ဘာသာပြန်ပြီးပါနည်းနည်းပါတော့တက်တလောက်လေး Harvest the trail of arrow that is when you can see the best of the sun or အရှိဘက်လီပေါ့အဲ့လိုပြောမှာလားဟုတ်တယ်အရှိဘက်လီဆိုတော့ကြည့်ရတာအနောက်လီလို့မြောက်လီလို့ရှိရယ်ပုံးလေးပါလေးဖွက်ထားလားမသိပါဘူးထင်တဲ့အတိုင်းပဲဒီလိုဂိမ်းတွေကပုံးတွေခဏခဏဖွက်ထားတာကဲငမွေးလဲရပြီဆိုတော့အနောက်နေဆွဲရပြီโอเคနောက်နေဆွဲအစီပြေသွားပြီအဲ့တော့လေကနေတိုင်းကနေမှာဟာโอ้วายဆိုတော့လေကားကြီးကအပေါ်အောက်ပွင့်သွားပြီမီးတော့ပြီးအပေါ်တက်သွားပြီဖះเจ้าကမြေကိုမှန်သွားတယ်โอเคအဆင်ပြေတယ်ဆိုတော့အားလည်းအဆင်ပြေတယ်ဖြေပါမဖြေဒါကပွင့်ထားတယ်အေးနီးအောင်နီးဟာ9000ကျော်ဆိုတော့ဒါပြည့်မယ်အကွက်တရကြီး Infrared damage Spear of Hercules Balloon of Hercules Haversham mate material ဟိုးဆိုတော့အဲ့အပေါ်ဆုံးဟာ3ကန်3ခု3ကန်2ခု4000 34000 okay ရရင်နားလည်သွားပြီအဲ့တော့8000ကျော်ဒါ1000ဒါ1500ဒါပဲမြင်မယ် okay အကွက်စမ်းကြည့်အောင်အိုးမဟုတ်ပါဘူး wow ရအဆင်ပြေတယ်ပြီးရင်တစ်ချက်နှစ်ချက်ရအဲ့တော့4000ပြီးလိုက်အိုးမိုက်တယ်ကဲငါ1500ပြည့်အောင်စုလိုက်မယ်ပြော့တရိကန်တစ်ချက်တရိကန်3ချက်တင်းမင်းလုံးလိုက်ပါတော့ Credos ခုနတိုက်ကွက်တော့မျက်လုံးတစ်လုံးပဲကျင်တော့ဒါဆိုရင်နောက်ထပ်လည်းတစ်ဆင့်ရောက်ပြီဝင်တော့ဝက်ချက်နေဘာလို့
okay အပေါ်တက်ရမှာတကယ်ရောဦးလည်းပဲတဲ့ဆိုတော့ဦးလည်းပဲကူပေါ့တနေရဖိုင်စီရိုက်ဖိုင်စီလိုက်ပြီအဲ့တော့အော်ရိုက်ဟိုတော့မဟုတ်ပမနေတယ်မဲနဲ့အဲ့တန်တော့အောက်ကိုဆွဲရိုက် you have to try that get the ability to break underwater ဆိုတော့လျှောက်ထဲမှာအသက်ရှူလို့ရတယ် okay ခုန်စင်းမယ်4000နဲ့3ကရယ်ဟိုပါအာဒီလိုလုပ်ရတာokay ဒီဘက်တောင်းမယ်ဟုတ်တယ်ဝင်တိုက်တာမြင်ငုတ်ရေမြင်ငုတ်အောက်နေမှားတယ်လားမဟုတ်ပါဘူးပုတ်တူကြီးဟာပုံးလားမဟုတ်ပါဘူးပုံးဒီမှာလာထားတာဆိုတော့တစ်ခုတော့တစ်ခုပဲအနည်းဆုံးငါအပရိမြင်လို့ရတယ်ငမွေတစ်ခုရည်မဟုတ်ပါဘူးဟာโอเคနဲ့ဝင်တိုက်မဟုတ်ဘူးဟာရည်ရှေးဆိုတော့ရေထဲမှာနည်းနည်းယူလိုက်ရတာအပေါ်မှတင်စိတ်ကြီးဒီလာအဆင်ပြေအချူကြီးနဲ့ဟာဟာထိသွားတယ်ဝက်ရှောင်းမီးလက်တီးနဲ့3ကမီးလက်တီး
Y 3ကန်လွဲသွားတယ်ဟာ3ကန် H 4000ရအဆင်ပြေသွားခက်လာ ਈ လားဟာဘယ်နှကောင်တော့လည်းမသိဝေါနောက်တဲ့လေးပဲတစ်ခုပဲဟာဒီကောင်နေလည်းပြန်တွေ့အိုး3ကန်3ချက်နဲ့3ကန်2ချက်မြင့်လို့ရ ਈ မြင့်လို့ဒီလိုပြီးရင်အိုးရ ਈ ခါပြက်ပြီအိုးအိုးရ ਈ
ရပြီနောက်တစ်ချက်ပဲကျန်တော့ရပြီ Life of Dawn နဲ့4တောင်မယ် Okay 4တောင်ဒီလိုလုပ်ရတာ Okay ရတော့တစ်တာတစ်လုံးတွေ့ငမွေးလေးရပြီ Okay 22Okayရပြီအဆင်ပြေဒါကြီးဝေါကုန်ဖို့မိတော့ရတော့ပြီပုံတစ်ပုံဟာ Okay fine ပြန်စိတ်မယ်ဒီဘက်မဟုတ်ပါဘူးဟိုဘက်ကျုံးပြီ
6,000အဲ့ဒါမဲ့8,950ဖြစ်မပြေဘူးကအဲ့မှာဟိုကတော့อ่ะဟာရှင် ပြီးဘာဖြစ်နေတော့ဆိုတော့ဒီလောက်ပါပဲဒီလောက်ပါ ဟိုဒီလောက်ပါပဲဒီလောက်ပါပဲနည်းမိနစ်20ကျော်ဆို30ကျော်မှစပြီးဗီဒီယိုကတ်ချာဖောက်တော့တာဆိုတော့ဒီလောက်နဲ့ပဲကြည့်နေပါရစီနောက်ပြီးတော့ပြန်တွေ့ပဲပါပါ